တေဆုံးပြီးသောလူသားဝိညာဉ်များသည်ကုကဲသူမဲ့နေပြီးမကျေနပ်မှုများစွာဖြင့်တကိုးရှင်များထံတွားရောက်တိုင်တန်းကြလေသည်တကိုးရှင်များသည်မနေသာတော့ပဲကဘာကြီးကိုကယ်တင်မိသူအားရှာဖွေကြလေရာလက်ရှိခေတ်ကာလတွင်တီလလုံခြုံသူတမာတိအားကောင်းသူရဲစွမ်းတတိပြည့်စုံသူလုံးဝရှာမတွေ့ပေထို့ကြောင့်အချိန်ကာလများစွာကိုကြော်ဖြတ်ရှာဖွေကြလေရာမြန်မာနိုင်ငံမှလူစွမ်းကောင်းလေးနေမင်းခဆိုသောလူငယ်တဦးကိုတွားရောက်တွေ့ရှိလေတော့သည်ထို့ကြောင့်နေမင်းခအားအိမ်မက်ပေး၍အချိန်ခီးသွားနိုင်ရန်စီစဉ်ကြလေတော့သည်နေမင်းခသည်တကိုးရှင်များညွှန်ကြားသည့်အတိုင်းရိုးမတော်ကြီးသို့ဝင်ရောက်ကာတောင်တန်း၃ခုအလယ်တွင်ရှိသောဂူကြီးအတွင်ကြောက်ဖြာကြီးတစ်ချက်ပေါ်အိတ်လိုက်ရာ3255ခုနှစ်သို့ရောက်ရှိသွားလေတော့သည်နေမင်းခရောက်ရှိသောအချိန်သည်ခေါခေါယူမှာစတင်ဖြစ်ပေါ်ချိန်နှင့်အနှစ်30ခန့်ကြာမြင့်ခဲ့လေပြီနေမင်းခသည်မိမိရောက်ရှိသည်နှင့်ခေါခုံယူမများတိုက်ခိုက်မိနိုင်ငံသို့အာယုံခံကြည့်ရှုလေသည်နေမင်းခအာယုံထဲတွင်ခေါခုံယူမများတိုက်ခိုက်မိနိုင်ငံမှာမြန်မာနိုင်ငံဖြစ်နေပြီးဗုဒ္ဓဘာသာဝင်များအများဆုံးနေထိုင်သောနိုင်ငံတစ်ခုဖြစ်လေသည်နေမင်းခသည်ကမ်းရိုးတန်းဒေသသို့ထွက်ခွာလာခဲ့ပြီးခေါခုံယူမများလာရောက်တိုက်ခိုက်မိနေရာကိုအသင်းဆောင်ဆိုင်နေလေသည်ညနေ2 နာရီချိန်တွင်နေမင်းခတရားထိုင်နေရာမှစူညံတံများကြားရပြီးကမ်းရိုးတန်းရေပြင်များသည်စူပွက်လာလေတော့သည်လှိုင်းလုံးများသည်အိမ်တစ်လုံးခန့်ကြီးမားစွာတက်လာလေသည်နေမင်းခသည်လက်တစ်ဖက်ကိုအရှိထုတ်၍လက်ဝါးတစ်ဖက်ကိုဖြန့်ကာတားလိုက်လင်ပဲရေပြင်ကြီးသည်ကြောက်ရွံ့သည့်အလားပြန်လဲငြိမ်သက်သွားလေတော့သည်ခေါခယူမများမှာအယမ်းကိုအံ့ဩမင်သက်သွားကြသည်ထိုအထဲမှဗိုလ်ချုပ်အဆင့်ရှိခေါခယူမဘာလုပ်နေတာလဲတက်ကြတိုက်ကြအော်လိုက်ရာခေါခယူမများကမ်းပေါ်သို့ပြေးတက်လာကြပြီးတိုက်ခိုက်ရန်ကြိုးစားကြတော့လေခြေလမ်းများသည်ကော်နှင့်ကတ်ထားတဲ့ကဲ့သို့လှုပ်ရှား၍မရနိုင်ကြတော့ပေထိုအချိန်မှနေမင်းခသည်ခေါခုံယူမများရှေ့သို့ထွက်ပေါ်လာခဲ့ပြီးကမ္ဘာလောကကြီးရဲ့ဖြစ်ချင်းပြက်ချင်းသဘောတရားများကိုဟောပြပြီးတန်တရားလေပုံနဲ့30ပုံအကြောင်းဟောကြားလေတော့သည်ခေါခုံယူမများသည်နောင်တတရားများနှင့်အတူရေထဲသို့တက်ပြန်ဆုတ်ကြလေတော့သည်